Alome Minglava is your dancer Kyoba. Talking about dance 15-day challenge kani pyala chozolai pare. Diniyaro this is day 7 ma. Di episode 7 ma ro amaro Myanmarနိုင်ငံနဲ့တိတ်မရင်းနေသေးတဲ့ဒီ drop video project အစားထိုးနမူနာအကျဉ်းဗီဒီယိုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီဟာဒီမိဘဗီဒီယိုတို့တည်ထားတဲ့အကုန်လုံးတည်ထားတဲ့ private version video နဲ့ကွဲပြားမှုရှိပါတယ်။ develop ဖြစ်ပြီးရတိုင်းပြည်မှာဆိုလို့ရှိရင်တော့ဒီ singer artist တွေอ่ะပေါ့နော် solo ပဲဖြစ်ဖြစ် idol group တွေပဲဖြစ်ဖြစ်ပေါ့နော်များတော့အဖြစ် company လက်အောက်မှာအလုပ်လုပ်ကြတာများပါတယ်။ဘာလို့လဲဆိုတော့ဒီ entertainment နယ်ပယ်မှာပတ်သက်တာတစ်ခုခုကြုံလာလို့ရှိရင် company ကခေါင်းခံဖြည့်ရှင်းပေးတာတော့အကောင်းဆုံးပဲပေါ့နော်ဆိုတော့အဲ့လိုမျိုးကြောင့်မို့လို့ဒီ agency တွေနဲ့အလုပ်လုပ်ကြတာများပါတယ်။ agency လက်အောက်မှာအလုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကောင်းကွက်တွေရောစိုးကွက်တွေရောအများကြီးရှိရပေါ့နော်ထားပါဒါကတော့ကိုရီပြောမဲ့အကြောင်းအရာတွေမှာမပါပါဘူး whatever ဒီ singer တယောက်ပေါ့နော် artist တယောက်ကသူ့ရဲ့ဒီတချင်းကိုမထုတ်ခင်ဒီ MV အကျန်းနောက်ဒီ dance version ပေါ့နော် dance video version အကျန်းတွေကိုအရင်ဆုံးလုပ်ကြပါတယ်အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်ဒီဟာကိုတာဝန်ယူရဲပေါ့နော် performance director ကနေပြီးတော့မှဒီ artist ကိုပေါ့နော် artist တွေရောဒီနောက်ကဒီ MTV တွေမှာပါမဲ့ဒီ dancer တွေရောပါအဲ့ဒီဟာတွေအတွက်ပါအစားထိုးပြီးတော့ပေါ့နော်ဒီလိုမျိုးအကျန်း video တစ်ခုဖန်တီးပါတယ်ဆိုတော့အဲ့ဒီဟာတွေကိုဖန်တီးပြီးလို့ရှိရင် full performance အနေနဲ့ video ဖန်တီးတယ် video ရိုက်မယ် video ရိုက်ပြီးလို့ရှိရင် company ကိုပို့မယ်ပေါ့နော်ဆိုတော့အဲ့လို video တွေကို draft video project လို့ခေါ်ပါတယ်ဒါဆိုဒါကတော့လွယ်ပါတယ်ဒီတိုင်းအခကျင့်မရိုက်ရုံပဲလို့ထင်နေတော့မှားသွားပါလိမ့်မယ်ပုံမှန်ဒီလိုပေါ့နော် big stage တွေမှာကဖို့အတွက်လောက်ထားတဲ့ဒီ performance အတွက်ငားထားတဲ့ backup dancer တွေတောင်မှအခကျင့်ဖို့အချိန်ရှိပါသေးတယ်ဒါပေမဲ့ draft video project ရိုက်တဲ့အခါတွေမှာတော့အဲ့လိုအချိန်မရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ performance director ကဒီ artist ကိုနောက်ကဒီ performance မှာပါမယ် backup dancer တွေအတွက်ပါအစားထိုးပြီးတော့အကျန်းရယုံမဲ့ရိုက်တာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ပုံမှန်ရဆိုလို့ရှိရင်ဒီ performance director ကဒီသူ idea ရှိနေတဲ့သူထွင်ထားတဲ့ကောက်ွက်ကိုအရင်ဆုံးပြပေးတယ်ပြပေးပြီးတာနဲ့ဒီ sequence နေပေါ့နော် chain နဲ့နေရာတွေ chain နဲ့နေရာတွေချပေးတယ်ဒီဘယ်သူကတော့ဘယ်ပိုက်မှာဘယ်လို chain ရမယ်ဆိုတဲ့ဟာတွေပြောတယ် and then တခါတည်းရိုက်တာဖြစ်ပါတယ်ဆိုတော့ပုံမှန် performance director တွေလုပ်နေကြဆိုလို့ရှိရင်เนาะဒီလို draft video project ကိုအနည်းဆုံး4နာရီပေါ့နော်no အနည်းဆုံး2နာရီ3နာရီအများဆုံး4နာရီလောက်ပဲအချိန်ယူပြီးတော့အစအဆုံးရိုက်တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီ draft video project မှာခုနကပြောလို့ပဲဒီ artist အစားထိုးပေါ့နော် artist အစားထိုးတချို့ video တွေမှာ backup dancer တွေပါအစားထိုးပြီးတော့ skeleton dancer အနေနဲ့လည်းပါဝင်ပါတယ်ဒါပေမဲ့ဒီ draft video project ဆိုတာကဥမာ idol အဖွဲ့တစ်ဖွဲ့9ယောက်ရှိရဲဆိုလို့ရှိရင်ဒီ9ယောက်လုံး dancer တွေနဲ့အစားထိုးပြီးတော့အကျန်းရိုက်တဲ့ video မျိုးဖြစ်ပါတယ်ဆိုတော့ကြောင့်မို့လို့ဒီ2နာရီ3နာရီ4နာရီအများဆုံး4နာရီအတွင်းထဲမှာဒီအကကျင့်ရမယ်ရိုက်မယ်လေ့ကျင့်ရမယ်ဟို performance တွေအကုန်လုံးကိုဒီ full performance ဖြစ်အောင်ပြင်ဆင်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ draft video project ကလည်းအတော်လေးခက်ခဲတဲ့အထဲမှာပါပါတယ်အဲ့ဒီမှာ artist တွေကဒီ video ကိုကြည့်ပြီးတော့performance director က artist တွေကိုဒီ training ပေးတာမျိုးတွေနောက်ဒီ practice လုပ်တာမျိုးတွေကိုလုပ်ကြရဲပေါ့နော်ဆိုတော့အဲ့ဒီကနေပြီးတော့မှဒီ artist တွေကနေပြီးတော့မှ idol group တွေကနေမှဒီဟာကိုလေ့ကျင့်ပြီးသွားပြီဆိုတဲ့အချိန်ကြတော့မှဒါ practice video version ဆိုပြီးတော့ရိုက်ကြတာဖြစ်ပါတယ်ဆိုတော့ဒီ draft video project နဲ့ practice video version ကမတူပါဘူးနောက်တော့မှဒါတွေအားလုံးပြီးတော့မှဒါနောက်ဆုံး MV ရိုက်တယ်နောက်ဒါ stage တွေပေါ်မှာဖျော်ဖြေတဲ့ performance တွေအထိ level up လုပ်ပြီးတော့အလုပ်လုပ်ကြတာဖြစ်ပါတယ်ဆိုတော့ဒီနေ့ရဲ့ draft video project အကြောင်းကတော့ဒီလောက်ပါပဲမိဘပြည်သူတွေdraft video project နဲ့ private video version ရဲ့ကွာခြားချက်ကိုအနည်းငယ်လောက်ဗဟုသုတရသွားမယ်လို့မျှော်လင့်ပါတယ်ပြီးတော့အမရဲ့ဒီအရှိရပြီးခဲ့တဲ့ episode တွေရောနောက်လာမယ့် episode တွေရောကိုစောင့်မျှော်ကြည့်ရှုဖို့အတွက်ဆိုလို့ရှိရင်เนาะမရဲ့ Facebook page Instagram YouTube and TikTok တို့မှာတွားပြီးတော့စောင့်မျှော်ကြည့်ရှုလို့ရပါတယ် Okay guys see you guys on day 8 ပါအားလုံးကျေးဇူးတင်ပါတယ်